နေ့ပြန်ကစပြီးအန်နီညိုပူလိုင်းပြတ်တော်မှာဖြစ်လို့ပြည်သူတွေလုံးဝအဖေမထွက်ကြပါနဲ့ဒီနေ့ကစပြီးအပြင်ထွက်ရဲ့တတိထားကြကိုအထူးတတိပေးနေပါတယ်မြန်မာနိုင်ငံတဝမ်းမှာမလ16ရက်နေ့ကစတင်ပြီးအရှေ့မြောက်မုံတုတ်ကလေးအားရော့သွားတာနဲ့အမျှနေပူချိန်တွေဟာမိုးလေဝသစောင့်ကြည့်သူတွေရဲ့ခံမှန်းချက်တွေအရဆိုရင်ဒီနေ့ဗီဒီယိုမှာတော့ဒါဟာအပူတစ်ခုရဲ့အစပြုမှုလို့တောင်ပြောလို့ရပါတယ်ဘယ်ဒေသတွေမှာပူချိန်43ဒီဂရီအထိရောက်သွားနိုင်မလဲဘယ်လိုအန်နီယကိုကြိုတင်ပြင်ဆင်ရမလဲဆိုတာတေချာကြည့်ရအောင်ပါလာမယ့်20ရက်နောက်ပိုင်းမှာတော့အပူချိန်အမြင့်ဆုံးရောက်ရှိလာဖို့ရှိနေပါတယ်။အထူးသဖြင့်ရန်ကုန်ပဲခူးနေပြည်တော်မန္တလေးမကွေးနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့မှာနေအပူချိန်ဟာ39ဒီဂရီစင်တီဂရိတ်ကနေ49ဒီဂရီရောက်ရှိနိုင်တယ်လို့ဆရာဝန်တိုင်းကသတိပေးထားပါတယ်။ထူးခြားချက်တစ်ခုကတော့နေဘက်မှာ40ဒီဂရီကျော်အောင်ပူမေပေမဲ့ရှမ်းပြည်နယ်ချင်းပြည်နယ်နဲ့ကယားပြည်နယ်တို့ရဲ့နေဆက်ဒေသတွေမှာတော့ညဘက်နဲ့နနက်စောပိုင်းပူချိန်ဟာ20ဒီဂရီအောက်ပိုင်းမှာပဲရှိနေဦးမှာပါ။ဒါကြောင့်နေနဲ့ညအပူချိန်ကွာခြားချက်ကြီးမားလက်နေပူညရဲ့ယာဒီဥတုကြောင့်လူကြီးသူမတွေနဲ့ကလေးငယ်တွေကျန်းမာရေးမထိခိုက်အောင်အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ပထမဆုံးအချက်ကတရုတ်နိုင်ငံဘက်ကလေဖိအားရဝန်းကြောင့်မြောက်ပိုင်းမှာအေးနေပေမဲ့အလဲပိုင်းမှာတော့ heat လို့ခေါ်တဲ့အပူရှိန်ကြောင့်ဖြစ်တဲ့လေဖိအားရဝန်းကပိတ်မိနေပါတယ်။နောက်တစ်ခုကအိုင်ရှိုဘားလာနေအလွန်ကျဲနေတာပါ။ဒါဟာလေငင်နေတဲ့သဘောဖြစ်လို့မြေပြင်မှာပူချိန်ကိုအလွန်မြင့်တက်စေတာပါ။ထူးခြားချက်ကတော့ဖိလစ်ပိုင်မြောက်ပိုင်းမှာရှိနေတဲ့အပူပိုင်းမုန်တိုင်းမြူရီရဲ့အရှိန်ကြောင့်လေစီးကြောင်းတွေကမြန်မာနိုင်ငံဘက်ကိုအပြောင်းလဲဖြစ်စေပါတယ်။ဒါကြောင့်ရန်ကုန်နဲ့အေရဝတီတိုင်းတို့မှာလေငင်းဒီအလွန်အိုက်ဆက်တဲ့ဟီမစ်ဟစ်ကိုပိုခန်းစားရမှာဖြစ်ပါတယ်။အပူရှင်ပြင်းနေတဲ့ကြားကပဲမြန်မာနိုင်ငံမြောက်ပိုင်းမှာတော့မိုးသတင်းရှိနေပါတယ်။အနောက်လေပွေလာရဲ့တက်ရောက်မှုကြောင့်စကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမတ်လ20ရက်အတွင်းမိုးသင့်တိရွာနိုင်ပါတယ်။ဒါပေမဲ့တတိထားရမှာကຫນွေမိုးဖြစ်တဲ့အတွက်မိုးသက်လေပြင်းတိုက်ခတ်တာမိုးချိုးဖြစ်တာနဲ့မိုးသီးကြွေတာတွေကိုအထူးဂရုစိုက်ရပါမယ်။အပူချိန်အရန်ပြင်းပြီးမှမိုးရွာတဲ့အခါလေထုမတည်ငြိမ်မှုတွေပိုဖြစ်တတ်လို့ပါ။အပူဒဏ်ကိုကာကွယ်ဖို့အတွက်အပြင်ထွက်ရင်ထီးအုပ်ထုတ်ဆောင်ကြပါ။ရေတက်မခန်းကြအောင်ရေများများတောက်ပါ။အထူးသဖြင့်ခရမ်းလွန်ရောင်ကြီးရှုပြီးအညွန့်ကိုင်းတွေမြင့်နေလို့မနက်10နာရီကနေညနေ4နာရီအတွင်းနေရောင်နဲ့တိုက်ရိုက်သွားလာတာကိုရှောင်ကျဉ်ကြဖို့တိုက်တွန်းလိုက်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါရှင်။